အဲ့တော့စကိုင်းတိုင်းဒေသကြီးကိုမြတ်စွာဘုရားကြွရောက်လာတာတတိယဝါမှာကြွလာတာဖြစ်သောကြောင့်ဘုရားပြိဋိဘံစံပြီးတဲ့နောက်သာသနာနှစ်ကိုတွေ့2559မြတ်စွာဘုရားတတော်ကဝါတော်ကဒီ45ဝါတဲ့တတိယဝါဆိုတော့42ဘုရားဒီမြန်မာပြည်ကြွလာတာဟာ38နှစ်အရွယ်လောက်မှကြွလာတယ်ဓမ္မငယ်သေးတဲ့အရွယ်စကိုင်းကိုကြွလာတာ38နှစ်အရွယ်လောက်ကြွလာဆိုတော့မြတ်စွာဘုရားကြွလာတဲ့နှစ်နဲ့ဒီနေ့တက္ကရာနဲ့တွဲချက်ပြီးတော့ကြည့်မယ်ဆိုရင်2600တခုရှိပြီပေါ့2601လို့ပြောအဲ့တော့ဒုစကိုင်းဒေသစကိုင်းမြို့နန်းတီမြို့တီတာနှစ်ပေါင်း900ပဲရှိသေးတယ်သာသနာတော်ရောက်ရှိတာနှစ်ပေါင်း2600ကျော်ပြီလို့ဒီလိုမှတ်သားနိုင်တာပေါ့အဲ့ဒါမှဝမ်းသာကြည်နူးစရာကောင်းတဲ့အချက်တစ်ခုစကိုင်းလူစကိုင်းသားတွေဒုဒေသကိုမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေရောက်လာတာဟာနှစ်ပေါင်း2600ရှိသွားပြီဆိုတဲ့ဒီအတိလေးမှတ်တမ်းတင်ထားဖို့လိုအပ်တယ်ပေါ့နော်ဘုရားသုံးဝါရကသက်စွာဘုရားကြွလာတယ်ဆိုတဲ့အမှတ်တရတွေဟာခဏထိအောင်ဒီနာမည်တွေနဲ့ရှိတယ်သက်စွာဘုရားကြွလာတဲ့အခါမှာပထမတော့ဘုရားကိုအနေရပြုဖို့ကြိုးစားတဲ့ရိုင်းပြနေတဲ့ဘလူတွေနောက်ဆုံးမှာသက်စွာဘုရားကိုကြည်ညိုတယ်တာပြန်စွာနဲ့ကတ်တယ်ခေါင်းဆောင်ကစေတဘလူ69ယောက်မြတ်စွာဘုရားကျွတ်တန်းဝဲမှာတည်လို့လာရောက်ပြီးတော့တရားဓမ္မဟောပြောပြသတဲ့အခါမှာဘလူ69ယောက်သောတာပန်တည်သွားတယ်ဆိုတော့ဩကနေ့သောတာပန်ရွာဆိုတာရှိနေတယ်လေဒါအမှတ်သားကြီးတစ်ခုပဲပေါ့နော်တမိုင်းကျောင်းရဲ့အမှတ်သားကြီးတစ်ခုအဲ့တော့ဘယ်တော့မှကြွလာတာလဲဆိုတော့တတိယဝါအချိန်ကြွဘုရားဖြစ်ပြီးတဲ့တတိယဝါဆို39နှစ်တက်တော့39နှစ်မှာတတိယဝါသာစကြိုမှာဝါဆိုတော့မှကြွလာအကြာကြီးတော့မနေဘူးပေါ့ကြွလာတာတော့ကြွလာတာပဲပေါ့အဲ့ဒါလို့ကြွလာပြီးတော့စေတဘလူမိပြုတဲ့ဘလူ69ယောက်ကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးတော့လိမ္မာယဉ်ကျေးသွားကြတယ်သောတာပန်ဖြစ်သွားကြတယ်ဓမ္မစက္ခုလို့ဆိုတဲ့ဓမ္မအမြင်တစ်ခုကိုရသွားကြဓမ္မစက္ခုဆိုတဲ့ဓမ္မအမြင်ကဘာလဲယံကိဉ္စိသမုဒိယဓမ္မသဗ္ဗန္တံနိရောဓဓမ္မအကြောင်းခံပြီးဖြစ်ပေါ်လာတဲ့သဘာဝတရားမှတ်လျားဟာအလုံးချုပ်ငြိမ်းသွားမှာပဲဖြစ်ခြင်းသဘောရှိတဲ့တရားမှန်တရားဒီချုပ်ငြိမ်းခြင်းသဘောရှိတာကြီးပဲဆိုတဲ့လောကမှာမြဲတာဆိုတာတခုမှမရှိဘူးအလုံးဟာဖြစ်ပေါ်လာတာတွေဟာဘယ်တော့မှမမြဲဘူးဆိုတဲ့သင်္ခါရတရားတွေပေါ်မှာမှန်မှန်ကန်ကန်ရှုမြင်နိုင်တဲ့အသိဉာဏ်တစ်ခုရသွားလောကသဘာဝနဲ့ပတ်သက်ပြီးတော့တန်တရားတွေကင်းသွားလောကမှာဖျားဆိုတဲ့နဲ့ပတ်သက်ပြီးတော့တန်တရားကင်းသွားအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဟာသောတာပန်ရဲ့အရေးချင်းပဲပေါ့ဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းလို့သောတာပန်ဖြစ်သွားဓမ္မစက္ခုရအဲ့ဒါလို့ဘလူ69ယောက်ဓမ္မစက္ခုဆိုသောတာပန်ဖြစ်သွားတာနောက်လူနောက်သားတွေအမှတ်တရဖြစ်ဖို့ရဆိုပြီးတော့အဲ့ဒီနေရာယနေ့တိုင်အောင်သောတာပန်ရွာလို့ခေါ်စမပြုပြီးတော့လေးကျုံမောင်ဘုရားတည်ရှိတဲ့နေရာမှာပဲပေါ့နော်အဲ့ဒါလို့သမိုင်းမှတ်တမ်းမှာဒီလိုဆိုထားတယ်